စိကဗုဒ္ဓဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလုပ်ခဲ့ရတယ်လဲလို့ဆိုတာဒါကသိလိုက်တဲ့အချက်တွေပေါ့နော်သို့တော့ပိစိကဗုဒ္ဓအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇလန်းတွေကတော့တည်ပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောဓိတတ္တဘုရားအလောင်းပါရမီဖြည့်တယ်လို့950ဇတ်တွေလို့သူတို့ရဲ့အတိတ်ဘဝဇလန်းတွေများများဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်လောက်ပါရမီဖြည့်ရတော့ဆိုနှစ်အသင်္ချေနဲ့ကဘာတသိန်းနဲ့ဘုရားဖြစ်ဖို့ရာကအနည်းဆုံး4အသင်္ချေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီတည်းပဲတတ္တရိကဘုရားဆိုလို့ရှိရင်8အသင်္ချေနဲ့ကဘာတသိန်းဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြည့်ရတာတွေရှိသေးတယ်ပေါ့ဘုရားဖြစ်ဖို့ကြတော့4အသင်္ချေနဲ့ကဘာတသိန်းရှိတယ်8အသင်္ချေနဲ့ကဘာတသိန်းရှိတယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအားပညာစွမ်းအားဝိရိယစွမ်းအားတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်။ဒါပိစိကဗုဒ္ဓတွေကြတော့အဲ့လိုကွဲပြားခြားနားမှုမရှိဘူး။ပိစိကဗုဒ္ဓဖြစ်ဖို့ရာကြတော့နှစ်အသင်္ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အသင်္ချေနဲ့ကဘာတသိန်းလို့သူတို့ဆိုတယ်။ကျန်တဲ့မဟာတာဝကတွေကတော့ကဘာတသိန်းလောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတာဝကတွေကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကျွတ်ချင်းကျွတ်မှာပဲဒါတော့နော်သိပြီးတော့ရေရှည်လှုပ်เสียမလို့ပေါ့အဲ့တော့ဒီထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့ဘိစိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးမှပိစိကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပိစိကဗုဒ္ဓပွင့်တာတုံးလို့ဆိုတော့သူကဖျားမပွင့်တဲ့ကဘာမျိုးမှာလည်းမပွင့်ဘူးတုံညကဘာလို့ခေါ်တာပေါ့အဲ့ဒါလိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှာဖျားမပွင့်ခင်ပွင့်တယ်ဖျားတဆူနဲ့တဆူချားမှာပွင့်ရတယ်ပေါ့နော်ဖျားမပွင့်တဲ့အချိန်မှာပွင့်ရတယ်ကောရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည့်ထိအောင်နောက်ဆုံးပိစိကဗုဒ္ဓတဆူဟာကြံ့ရင်သေးတယ်ဖျားလောင်းလေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်အဲ့ဒီပိစိကဗုဒ္ဓရဲ့ဖွဲတော်ကမာတင်ကပိစိကဗုဒ္ဓတဲ့ဒီပိစိကဗုဒ္ဓကဖျားလောင်းလေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်ကြားသွားပြီးတော့သူပြိဋိဘံဆံသွားတယ်အဲ့ဒါနောက်ဆုံးပိစိကဗုဒ္ဓဆိုအဲ့တော့ဖျားပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့သို့တော့ဖျားနဲ့ပြိုင်ပြီးတော့ဖျားရောပိစိကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာတော့လို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့သူကတပြည့်မဟုတ်ဘူးသူကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းသိတာကိုယ်ပိုင်ဉာဏ်နဲ့သိတာမဟုတ်သူကိုပိစိကကိုယ်ပိုင်ဉာဏ်နဲ့သိတာလည်းပဲအသီးတဦးနဲ့တူဆက်သွယ်မှုမရှိဘူးသူကနော်ပိစိကဆိုတာအသီးကိုယ်အာယုန်နဲ့ကိုယ်လမ်းနဲ့ကိုရှောက်ပြီးတော့ဖျားဖြစ်ကြတာဒီအမှနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပိစိကဗုဒ္ဓဟာတပြိုင်နဲ့900လည်းပွင့်နိုင်တယ်ဒီတယ်လည်းပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်သမုဒ္ဒဖျားကြတော့တဆူပဲပွင့်လို့ရတယ်နှစ်ဆူပွင့်လို့မရဘူးတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဖျားမပွင့်ရသေးဘူးသူကဆိုပါစို့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိမတယဘုရားမပွင့်ဘူးဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးရိုသေလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဘုရားဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီဓာတ်တော်တွေဟာစာအဆိုရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီထဲရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာနော်အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာအခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဘ
ရားရဲ့အသွင်တရံပုံတန်တန်ဖန်ဆင်းပြီးတော့တကိုးတွေပါတွေပြပြီးတော့မှဒီဇောဓာတ်လောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ကွယ်သွားမှာလေဒါဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဘုရားတဆူရဲ့ဓာတ်တော်ဟာနောက်ဘုရားတဆူလက်ထက်ထိအောင်မရှိနိုင်ရှိနေသေးရင်နောက်ဘုရားမပွင့်နေဘူးဒီလိုဆိုလို့တယ်သူကအားလုံးလက်စတုံးသွားတော့ပိစိကဗုဒ္ဓကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပိစိကဗုဒ္ဓဆိုတာဘုရားတဲ့တော့တဆင့်နှိမ့်တယ်တဆင့်နှိမ့်တယ်ဆိုတာအည်ချင်းအပြင်တဆင့်နှိမ့်သွားတယ်ဒါကရှင်သာရိပုတ္တရာတို့ရှင်မမောဂလန်တို့လိုအက္ခတဝကတွေတဲ့တဆင့်မြင့်တယ်သူကအဲ့ဒီဈာမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောအောင်အဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုသိသူပိစိကဆိုတာအတိအသီးကိုယ်ပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာနော်အဲ့တော့တမ္မာသမုဒ္ဒကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖယငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်သုလဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ဗမာတွေကသုံးတယ်ဖရာကြီးဖယငယ်နော်ဖရာကြီးဖယငယ်လို့သုံးတယ်ဗမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်ဟုတ်တမ္မာသမုဒ္ဒဖရာမှာရှိတဲ့အည်ချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးဣန္ဒရိယပရောပရိယတိတို့အာတယနုတယတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပိစိကဆိုတာအတိအသီး particular အတိအသီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာတရားကိုသိပြီးတော့ပိစိကဗုဒ္ဓဖြစ်ကြတာအရတ္တမေအရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေအရတ္တဖို့တဲ့စွမ်းရည်ထက်တယ်ပေါ့ဝိဇ္ဇာ3ပါးအဘိညာဉ်6ပါးပဋိသင်္ပိဒါဉာဏ်4ပါးဆိုတာတွေတော့ပါတာပေါ့သူလေထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်အဲ့ဒါလို့ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့particular ဗုဒ္ဓသီးသန့်ဖရာတွေလို့ဒီလိုပြောအောင်သို့တော့ပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောသွားတဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူးမဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့ဒီလိုဆိုလိုတယ်နော်မဟောတာတော့မဟုတ်သို့တော့အထက်ကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့နေတဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြ EN နဲ့လောက်ရမှာပေါ့အခုကိတော့စကားပြောတဲ့နည်းတွေရှိတယ်လေလက်ကလေးတွေဟိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာသူ့မှာအဲ့ဒီဆိုင်တတိတော့မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုတ်ဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တယ်ပေါ့။အဲတောရောက်တဲ့အခါဖာလူတာဘလောက်ကောင်းတယ်ဆိုတော့ तू ပြန်ပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလည်အောင်လို့ပြောပြ။မြို့ပေါ်ကစားလာတဲ့အစာအာဟာရရဲ့အရာတာကိုတောရောက်တဲ့အခါ तू ပြန်မပြောတတ်ဘူးတဲ့။တောမှာစကလုံးမရှိဘူးပေါ့လေ။အဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး950ထဲမှာပိစိကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတာဘုရားလောင်းအဲ့တော့ဘ
ဘုရားလောင်းတဲ့ပိစိကဗုဒ္ဓအဲ့တော့တငယ်ချင်းဖြစ်ကြတယ်တငယ်ချင်းဖြစ်တော့အဲ့တော့ပိစိကဗုဒ္ဓဖြစ်တာကပရောဟိတ်ပုံနာဘုရားလောင်းကဘုရင်အဲ့ဒီမှာသူတငယ်ချင်းကိုသူလိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရစေခြင်းအဲ့ဒီအချိန်မှာဟိုကထီးနှန်းစည်းစိမ်မစွန့်နိုင်ကာမဂုဏ်အာယုန်တွေကမစွန့်နိုင်ဘူးသူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောသွားတော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောသွားတာမင်းဒီနန်းထီးနှန်းစည်းစိမ်တွေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ဟာတဲ့ခင်းကမြေကြောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့ AR နဲ့ပြောအောင်ပေါ့နော်ခင်းကမြေကြောမှာစင်သေးကောင်ကြီးမျောလာတဲ့အခါကြီးတကောင်ကအဲ့ဒါမြင်တော့စင်သေးကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီမှစားစရာလည်းရှိတယ်နေစရာလည်းအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စင်သေးကောင်ကြီးကိုဖောက်စားရေငတ်လို့ရှိရင်ရေတောက်လိုက်ဟန်ကြတယ်ဆိုပြီးတော့တအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ပေါ်မှာပဲနားနေနေစင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လယ်ထဲရောက်သွားအဲ့ဒီပင်လယ်ထဲရောက်တာကိုလည်းသူကမမှုဘူးလိုက်သွားဟိုးကမ်းမမြင်လမ်းမမြင်နေရာရောက်သွားတဲ့အခါစင်သေးကြီးကလည်းရက်ချလာတော့ပုတ်လှိုင်းနေကပုတ်တော့စင်သေးကအကောင်ကပြက်လာတယ်ဖောင်ပြက်ပြီပေါ့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကမ်းလက်ရှာမတွေ့တော့ကမ်းတဲ့ကဝေးကျင်တိုင်းဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်နဲ့ပင်လယ်ထဲပဲကြာပြီးသေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုန်ကြောတွေထဲမှာမမောနေမယ်ဆိုရင်ဒီနေ့မှာကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပိစိကဗုဒ္ဓဟောတဲ့တရားပဲအဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရတယ်ကျင့်ရင်မက်ကိုဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပိစိကဗုဒ္ဓတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုပုဂ္ဂိုလ်တို့မှမရှိဘူးကိုယ်ပိုင်ညာနဲ့သိပြီးတော့ဒါလည်းတရားတို့တရားမြတ်ရကြတာပိစိကဗုဒ္ဓတရားကိုမသိနိုင်ဘူးတဲ့ဟောနိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုဂ္ဂိုလ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးဖို့ဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိစိကဗုဒ္ဓရဲ့တစ်ဆက်နိုင်နဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိစိကဗုဒ္ဓဘာလို့မဟောနိုင်တုံးဆိုရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကသူဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဟိုကဒီလိုတစ်ဆင့်သင်ထားတာရှိမှမရှိတာဟိုအဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးပိစိကဗုဒ္ဓဟာကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓကိုအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်သို့တော်အဲ့လိုပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆိုသူရထားတဲ့မက်ဖို့ရည်ညွှန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးနော်တမန်နတ်ပြည်ရောက်အောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတာဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမဲ့ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ကျင့်စဉ်တစ်ခုဟောမပြနိုင်ဘူးတဲ့သူကတော့သိတယ်သူသွားတဲ့လမ်းတော့သူသိတယ်ပေါ့သို့တော့အဲ့ဒါကိုသူများကိုရှင်းမပြတတ်ဘူးဆိုတာအခုကလူတွေလည်းတချို့လည်းပဲသူပိစိကဗုဒ္ဓလောင်းမဟုတ်ပိစိကဗုဒ္ဓမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့သိတယ်ဒီလိုလူလည်းရှိသေးတာပဲလေပြောမပြတတ်ဘူးတဲ့ဒီလိုရှိတယ်အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ပိစိကဗုဒ္ဓ
ကိုယ်ပိုင်ဉာဏ်နဲ့အတိအသီး particular ကိုယ်ပိုင်ဉာဏ်နေနဲ့တရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်ဓုပုဂ္ဂိုလ်မြတ်တွေကိုပိစိကဗုဒ္ဓလို့ခေါ်တယ်